အားလုံးပဲမင်္ဂလာပါ2025ခုနှစ်စားတောက်ဆိုင်စားတောက်ကုန်ထုတ်စာမိုးရဲ့အချိန်စရာနဲ့ပတ်သက်ပြီးတော့ဒီ Facebook ဝေးမှာလာမေးထားတဲ့သူတွေနောက်ထပ်ဒီစာမိုးရဲ့ဖြေဖို့ရည်ရွယ်ထားတဲ့သူတွေအတွက်ကျွန်တော်စာမိုးရဲ့အချိန်စရာလေးကိုကျွန်တော်အနည်းငယ်ပြောပြပေးပါမယ်စာမိုးရဲ့ရက်ကတော့ဒီ off1 ကထုတ်ပြန်ထားတဲ့အချိန်စရာအရာဆိုရင်သူက6လပိုင်းလလယ်နဲ့10လပိုင်းပထမပတ်သူတို့ရောက်တဲ့လောက်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဖြည့်ကျင်တဲ့သူကတော့အမျိုးမျိုးရှိမှာပေါ့နော်အရင်တစ်ခေါက်ဖြည့်ပြီးတဲ့သူဖြည့်ဖို့တဲ့သူတွေလည်းရှိမယ်သို့မဟုတ်ဒီခုမှအသစ်ဖြည့်တဲ့သူတွေလည်းရှိမယ်ပေါ့နော်အရင်အခေါက်ကျွန်တော်တို့ဖြည့်ပြီးလို့ထားပါအကြောင်းမျိုးကြောင့်ကျွန်တော်တို့ဒီဖူကောကကူပေါ့နော်မအောင်ခဲ့တဲ့သူတွေကဒီတော့မဟုတ်ပေါ့နော် ID my pay ID ရှိပြီးသားသူတွေကကျွန်တော်တို့ my pay ID ထပ်လျှောက်ဆရာမလိုပါဘူးအဓိကပြောချင်တာကတော့ကျွန်တော်တို့ဒီအခုမှပေါ့နော်ပထမဆုံးအချိန်စဖြစ်မဲ့သူတွေကကျွန်တော်တို့လုံရမယ့်အဆင့်အနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တစ်ချက်ပြောပြပေးသွားပါမယ်အခုမှကျွန်တော်တို့ပထမဆုံးစဖြစ်မဲ့သူတွေကတော့ကျွန်တော်တို့9လပိုင်း16ရက်နေ့မှာဒီ off1 website မှာအရင်ဆုံးကျွန်တော်တို့ my pay ID ရှောက်ရပါမယ်my pay ID ကလည်းဒီသူကပေါ့နော်ဒီ off1 ကတော့ကျွန်တော်တို့ GMT လို့မဟုတ်ဘူးပေါ့နော်သူတို့တတ်မှတ်တဲ့ရက်မှာပဲကျွန်တော်တို့က my pay ID ရှောက်အောင်မှာဖြစ်တဲ့အတွက်9လပိုင်း16ရက်နေ့မှာကျွန်တော်တို့ my pay ID မဖြစ်မနေရှောက်အောင်ပါမယ်9လပိုင်း16ရက်နေ့ကျွန်တော်တို့ my pay ID ရှောက်တဲ့ process ပြီးမှသာကျွန်တော်တို့ဒီ Samuel Founding လို့ရမှာဖြစ်တဲ့အတွက်ဒီကျွန်တော်တို့9လပိုင်း16ရက်နေ့မှာမဖြစ်မနေရှောက်ထားဖို့လိုအပ်ပါတယ်သူကလည်းပေါ့နော်ဒီ my pay ID ရှောက်လို့ရှိရင်သူတို့ကအကြမ်းမြအပြင်9ရက်ကြာတတ်တယ်ပေါ့နော်ကိုယ့်ရဲ့အချက်လက်တွေတို့စစ်ဆေးပြီးလို့ရှိရင် my pay ID ပြန်ချပြတယ်ပေါ့နော်အဲ့မှာ my pay ID နဲ့ login ဝင်ပြီးတော့ကျွန်တော်တို့ဒီစားတောက်ကုန်ထုတ်ဆိုရင်တော့ကျွန်တော်တို့9လပိုင်း28ရက်နေ့ဖောင်တင်ရမှာဖြစ်ပါတယ်စားတောက်ဆိုင်ကတော့ကျွန်တော်တို့9လပိုင်း29ရက်နေ့ပေါ့နော်နှစ်ခုလုံးကတော့တူတူပါပဲစားတောက်ကုန်ထုတ်က9လပိုင်း28ရက်နေ့မနက်10:00နာရီနေ့စပြီးတော့ဖောင်တင်လို့ရပါတယ်စားတောက်ဆိုင်ကတော့ကျွန်တော်တို့9လပိုင်း29ရက်နေ့မနက်10:00နာရီနေ့စပြီးဖောင်တင်လို့ရပါတယ်အဲ့တော့ကျွန်တော်အခုမှစဖြေမဲ့သူတွေတို့မဟုတ်အခုမှစလုံးဒီပထမဆုံးချိန်ဖြေမဲ့သူတွေအတွက်ကျွန်တော်လုံရမဲ့ process လေးကိုကျွန်တော်ဒီပို့ရဲ့ link ကနေမှတစ်ဆင့်ကျွန်တော်အနည်းငယ်ရှင်းပြပေးသွားပါမယ်ဒီအစဉ်လေးတွေအတိုင်းလိုက်လုပ်လို့ရှိရင်အဆင်ပြေပါတယ်အဲ့တော့စားတောက်ဆိုင်စားတောက်ကုန်ထုတ်အခုမှပထမဆုံးစဖြေမဲ့သူတွေအတွက်ကျွန်တော်တို့ဒီခွန်လာမိုင်း16ရက်နေမှာပေါ့နော် my pay ID ရှောင်းအောင်မှာဖြစ်ပါတယ် my pay ID ကတော့ကျွန်တော်တို့ဒီပထမဆုံးအပေါ်ဆုံးလင်ပေါ့နော် my pay ID ရှောင်းလေးပြီးတော့အတိုင်းကျွန်တော်တို့ရှောက်လို့ရပါတယ်ဒီလင်လေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ my pay ID ရှောင်းလေးဗီဒီယိုရောက်သွားမှာဖြစ်ပါတယ်စားတောက်ကုန်အဲ့တော့ကျွန်တော်တို့ဒီခွန်လာမိုင်း16ရက်နေမှာဒီဗီဒီယိုကြည့်ပြီးတော့ကျွန်တော်တို့ my pay ID ရှောက်တဲ့ browser ကိုလုံးအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကmy pay ID ရှောက်တဲ့နေရာမှာကိုယ့်ရဲ့ဒီပုံပေါ့နော်ဒီ6လအတွင်းရိုက်ထားတဲ့ပုံကိုအသုံးပြုရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီပုံရှိပြီးသားသူတွေအတွက်ကတော့မလိုဘူးပေါ့နော်ပုံအခုမှစိုက်ရမယ့်သူတွေအတွက်ကတော့ကျွန်တော်တို့ဒီနီလန်းလေးအတိုင်းပေါ့နော်ပုံလေးတွေပြင်လို့ရပါတယ်ဆာမိုးပဲရှောက်လာပဲတီးတန့်ရှောက်မယ့်သူတွေကကျွန်တော်တို့ပုံကို print ထုတ်စရာမလိုပါဘူးဒီ application ကတော့ပေါ့နော်ဒီစင်ကောင်းစွာနဲ့ပဲကျွန်တော်လောလောဆယ်ကတော့ဒီ iOS မှာပဲအဆင်ပြေတယ်ပေါ့နော် Vitis ဆိုတဲ့ application လေးနဲ့ကျွန်တော်တို့ပြင်လို့ရပါတယ်ပေါ့နော်ဒီလိုပဲကျွန်တော်တို့ဒီ neck တိုင်းနဲ့ပေါ့နော်ဒီအနောက်တိုင်းဝတ်စုံနဲ့တေချာတက်တက်နာနာပြင်ဆရာမလိုပဲနဲ့ပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲမှာပဲပြင်ဒီလိုပုံစံမျိုးလေးပြင်လို့ရတယ်ပေါ့နော်ဒီ application လေးကတော့တခြားဒီပြင်လို့ရတဲ့ website တွေလည်းရှိတယ်ဆိုရင်ပေါ့နော်ဒီ application လေးကိုတော့ပို့ကြိုက်ပါတယ်ဒီ application လေးကသူက AI နဲ့ auto ပေါ့နော်မျက်နှာနဲ့ engine နဲ့ auto fit လုပ်ပေးထားတဲ့အတွက်လူကတော့ဘာမှလိုက်ချိန်နေရမလို့အဲ့ဒီကြောင့်ဒီ iOS မှာတွေကတော့ဒီ application နဲ့လုပ်လို့ရပါတယ်ဒီလိုအနောက်တိုင်းပုံစံမဟုတ်ဘဲနဲ့လည်းကိုယ့်ကိုယ်နောက်ခံ background ဖြူမဲနဲ့လည်းတင်လို့တော့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကိုယ့်ရဲ့ဒီ Samuel Online မှာဒီဘယ်လိုပြောမလဲအနောက်တိုင်းဝတ်စုံလေးနဲ့ smart ကြပေါ့နော်တေချာလေးထွက်ချင်တဲ့သူတွေကတော့ certificate မှာပေါ့နော်ကိုယ့်ရဲ့ပုံလေးကိုဒီတိုင်းပဲအနောက်တိုင်းပုံနဲ့လိုချင်တဲ့သူတွေကတော့ကျွန်တော်တို့ဒီ application ထဲမှာဝင်ပြီးတော့ကျွန်တော်တို့ပုံပြင်လို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ပုံပြင်ပြီးသွားပြီပေါ့နော်ဒါကတော့ကျွန်တော်တို့နောက်တစ်ဆင့်ကတော့ကျွန်တော်တို့ဒီအရင်တစ်ခေါက်တည်းကလည်းဖြေဘူးတယ်ပေါ့နော်သုံးဖို့အကြောင်းမျိုးမျိုးအကြောင်းပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ my pay ID ပေါ့နော် my pay ID က error တက်နေလို့ရှိရင်တော့ကျွန်တော်တို့ဒီ video ကအတိုင်းပဲကြည့်ပြီးတော့ရှင်းလို့ရပါတယ်အများဆုံးအဖြစ်တော့ဖြစ်နိုင်ကြီးအရန်နေတယ်ပေါ့နော်ဖြစ်တဲ့သူကအရန်နေပါတယ်ဟိုအရင်တော့ကဒီသူကဒီ2025မှာပေါ့နော်စားတောက်ဆိုင်စားတောက်ကုန်တော့ဒီ my pay ID လျှောက်တဲ့သူတို့က
process လေးကိုပေါ့နော်နည်းနည်းလေးသူတို့က update မြင့်လိုက်တာဖြစ်တဲ့အတွက်ပေါ့နော်အရင်တော့ရှောက်ထားတဲ့အတွက်တစ်ခါerror တက်ပါတယ်တကယ်လို့ error တက်ခဲ့လို့ရှိရင်တော့ကျွန်တော်တို့ဒီ video တွေကအတိုင်းပဲကျွန်တော်တို့ဒီ off1 ကိုဆက်သွယ်ပြီးတော့ကျွန်တော်တို့ဒီဖြည့်ရှင်းလို့ရပါတယ်အဲ့တော့ပေါ့နော်ကျွန်တော်တို့ဒီအခုမှဘယ်လိုပြောမလဲဆိုတော့ဒုတိယအကြိမ်မှာကျွန်တော်စာမွေးဖြေဖို့ရည်ရွယ်ထားတဲ့သူတွေကတော့ကျွန်တော်တို့မဖြစ်မနေပေါ့နော်မဖြစ်မနေဒီကိုယ့်ရဲ့ MyPay ID ကအသုံးပြုလို့ရမရနည်းနည်းအနည်းဆုံးတော့ပြန်စစ်ထားနေတယ်ပေါ့နော်အဲ့ဒါမှပဲကျွန်တော်တို့တကယ်စာမွေးဖောင်တင်တဲ့ရဲ့အကြိုင်အဆင်ပြေမှာဖြစ်ပါတယ်အဓိကဘလို့အဲ့ဟာကိုဘလို့သိရမလဲဆိုတော့ကျွန်တော်တို့ဖောင်တင်တဲ့နေ့မှာလည်းသိလို့ရလို့နည်းနည်းပါးပါးလဲကိုယ့်ရဲ့ account ထဲမှာပေါ့နော်ကိုယ့်ရဲ့ဒီ account ဒီ information တွေနည်းနည်းပါးပါးကြိုစစ်ထားလို့ရပါတယ်အဲ့တော့အဲ့ဒါကတော့ဒီ MyPay ID error တက်နေတဲ့သူတွေဖြည့်ရှင်းနေဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ MyPay ID forgot password မိနေတဲ့သူတွေကဒီမှာဒီနည်းလမ်းလေးတိုင်းကျွန်တော်တို့ forgot password တောင်းလို့ရပါတယ်forgot password တောင်းလင်ကမသိတဲ့သူတွေကတော့ကြည့်စရာမလိုဘူးပေါ့နော်မသိတဲ့သူတွေကတော့ဒီ video လေးမှာဝင်ပြီးတော့ကြည့်ပြီးတော့ကျွန်တော်တို့ forgot password တောင်းလို့ရပါတယ်နောက်ဆုံးအဆင့်ပေါ့နော်ကျွန်တော်တို့ဒီဖောင်နေနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့9လပိုင်း28ရက်နေ့မှာစားတောက်ကုန်ထုတ်ပြင်မဲ့သူတွေကဖောင်ဒီ video အတိုင်းကြည့်ပြီးတော့ကျွန်တော်တို့ဖောင်တင်လို့ရပါတယ်ဒါကတော့စားတောက်ကုန်ထုတ်ဖောင်တင်နည်းပါအဲ့တော့9လပိုင်း29ရက်နေ့မှာစားတောက်ဆိုင်စာမွေးဖောင်တင်တဲ့သူတွေကတော့ကျွန်တော်တို့ဒီ video ဒီ link ကနေနှိပ်ပြီးတော့ကျွန်တော်တို့ဒီစားတောက်ဆိုင်စာမွေးဖောင်တင်လို့ရပါတယ်ဒီမှာတော့ founding နည်းနဲ့ကျွန်တော်တို့ YouTube တဲ့ဒီ EasyPay page နဲ့စာမွေးခြေသွင်းနည်းလေးပါတခါတည်းပြပြပေးထားပါတယ်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီစာမွေးပြင်မဲ့နေမှာပေါ့နော်ဘာတွေယူသွားရမလဲဆိုတဲ့အချက်လက်လေးတွေနဲ့အနေချင်းပေါ့နော်ဒီကြိုပြီးတော့ကြည့်ချင်တဲ့သူတွေကတော့ဒီ video လေးနှိပ်ပြီးတော့ကျွန်တော်တို့ဒီအချက်လက်လေးတွေကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီပေါ့နော်ဒီ2025ခုနှစ်မှာဒုတိယကြိမ်စာမွေးပြင်မဲ့လို့ရည်ထားတဲ့သူတွေကကျွန်တော်တို့ကိုယ့်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဗောနော်ကြိုတင်ပြီးတော့စာလေးတွေကြိုတင်လေ့လာထားရင်တော့ကျွန်တော်တို့တကယ်စာမွေးပြင်မဲ့နေမှာအဆင်ပြေမယ်လို့ထင်ပါတယ်။